လွန်ခဲ့တဲ့38တန်းနှစ်လောက်တုန်းကမြောက်အမေရိကတိုက်ကြီးမှာဘရွန်တိုသီရီယန်လို့ခေါ်တဲ့ကြီးမားပြီးတော့ပုံမှန်တရံထူးဆန်းတဲ့နိုးတိုက်တရဝါကြီးတစ်မျိုးရှိခဲ့ဘူးလေအဲ့ဒီတရဝါကြီးမှာဆိုရင်နှာခေါင်းပေါ်မှာတိုးတိုးတုတ်တုတ်နဲ့ထူးထူးထဲထဲဥချုံနှချောင်းရှိတယ်ပြီးတော့မေးစိနာတစ်ဝိုက်မှာလည်းရှည်လျားပြီးတော့ထူထပ်တဲ့အမွေးတွေနဲ့ပေါ့နော်အရွယ်ရောက်ပြီးသားကောင်တွေဆိုရင်ပခုံးမြင့်က2မီတာခွဲလောက်နီးပါးရှိတယ်အလေးချိန်ကလည်း4တန်နီးပါးလောက်လေးတယ်တဲ့အဲ့ဒီတော့ဒိုင်နိုဆောတွေပျောက်ကွယ်သွားပြီးနောက်ပိုင်းမှာကုန်းပေါ်မှာနေတဲ့နိုးတိုက်တရဝါတွေထဲမှာအကြီးဆုံးစင်းရဲတွေကိုသူတို့ကပါဝင်ခဲ့တာပေါ့သူတို့ကတန်မာတဲ့ခန္ဓာကိုယ်တိဆောက်ပုံကြောင့်အစာရှာဖို့အတွက်ခရီးဝေးတွေကိုအကြာကြီးသွားနိုင်တယ်လို့ပဲကလုတ်အုပ်တွေလိုပဲအာဟာရဓာတ်တွေကိုတိုးလောင်ပြီးခက်ခဲတဲ့အချိန်တွေကိုလည်းကောင်းကောင်းကြော်ဖြတ်နိုင်ကြတယ်နော်ဒီနေ့တော့လေအရွယ်ရောက်ပြီးသားဘရွန်တိုသီရီယန်အထီးတစ်ကောင်ကတော့အဖော်မတွေ့သေးပဲကျယ်ပြန့်တဲ့လွင်မြင့်ကြီးတွေထဲမှာတကောင်တည်းစိတ်တက်ကြနေတဲ့ပုံစံနဲ့ရှောက်သွားနေကြတာပေါ့သူကသူ့လိုပဲမျိုးတို့အဖော်စုံတွဲကိုမြင်လိုက်ရတော့အမကောင်မလေးကိုမျက်စိကျပြီးခက်ပြင်းပြင်းမြည်ဟိန်းတန်ကြီးထွဲပေါ်လာတာပေါ့အဲ့ဒီအမကောင်အတူရှိနေတဲ့အထီးကောင်ကတော့ဒါကိုရန်စတယ်လို့မြင်ပြီးချက်ချင်းပဲအခြေကြီးတတိပေးတဲ့အော်ဟစ်တန်ပြုတ်လိုက်တယ်လေအဲ့ဒီလူပြိုကြီးဘရွန်တိုသီရီယန်ကသူ့ပြိုင်ဘက်ကပိုပြီးတန်ပါတယ်ဆိုတာသိလိုက်ရတော့ခေါင်းကိုငုံပြီးချုံပုတ်ထဲကိုစုပ်သွားခဲ့ရတော့တာပဲအဲ့နောက်မကြခင်မှာပဲအဖော်မပါတဲ့အမကောင်မလေးတစ်ကောင်သူ့နားကိုရောက်လာခဲ့တာပေါ့သူကအမကိုဆွဲဆောင်ဖို့ချက်ချင်းရှေ့တိုးလိုက်တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲနောက်ထပ်အထီးတစ်ကောင်ကပေါ်လာပြီးသူလည်းဒီအမကိုလိုချင်နေတာဆိုတော့သူ့ကိုတက်တက်တိုးပြီးအတင်းဝင်တိုက်တော့တာပဲအဲ့ဒီအထီးနှစ်ကောင်ကအရွယ်အစားချင်းကတော့ခက်စင်စင်လောက်ပဲရှိကြတယ်အဲ့ဒီလူပြိုကြီးအထီးကနောက်မဆုတ်ပဲသူ့ဥချိုတွေနဲ့ခွန်အားရှိတဲ့လောက်ခုခံတိုက်ခိုက်တယ်ဒါပေမဲ့တိုက်ခိုက်ရေးအတွေ့အကြုံကတော့နည်းသေးတာပေါ့သူကတော့အမြန်ပဲအလဲခံရပြီးဒဏ်ရာတွေလည်းရသွားတော့နောက်ဆုံးတော့ဒီပွဲကိုလက်လွတ်လိုက်ရတော့တာပဲသူကဘာမှမတတ်နိုင်ပဲကြည့်နေရတာပေါ့တခြားအထီးကအမကောင်မလေးနဲ့အတူထွက်သွားတာကိုလေဒီလိုရှင်းအောင်ခေရဲ့အေယာမတရဝါကြီးတွေရဲ့လောကမှာခန္ဓာကိုယ်အရွယ်အစားနဲ့တိုက်ခိုက်ရေးအတွေ့အကြုံဒီနှစ်ခုကပဲအားလုံးကိုအဆုံးဖြတ်ပေးတာပဲအားနဲ့တဲ့အထီးတွေအတွက်တော့အဖော်ရှာဖို့ဆိုတာကမလွယ်ဘူးမကြာခဏဆိုသလိုပဲမရောက်နိုင်တဲ့အိမ်မက်တစ်ခုလိုဖြစ်နေတတ်တယ်လေ